အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Manchester United ကတိုက်စစ်မှုတယောက်ခေါ်ယူဖို့ပြင်ဆင်နေတဲ့အချိန်မှာအသင်းရဲ့ကစားသမားတွေကိုသူတို့ကလည်းတော်တော်လေးတော့ခက်ခက်ခဲနဲ့ရောင်းနေရတယ်ကစားသမားတွေကလည်းကြာနောက်ဆုံးအခြေတီပေးတည်ပြီးတော့နေတယ်ဂိုးသမား Onana ဆိုမထွက်ဘူးပဲပြောတယ်ဘူတာဖူကဂိုးသမားဆိုရင်ဒါဂျူနီဗစ်တာဆိုရင်ဂျွန်ဗစ်တာဆိုရင်ဗစ်တာဆိုရင်ဘာမှဈေးမရှိဘူး6တန်းလောက်ပဲပေးရမှာဒါပေမဲ့ Onana မထွက်ချင်တော့ United ကအခုဆိုသူတို့က2မီလီတန်ကို2026တိတန်းတိုးလိုက်ပြီဆိုတော့သူတို့ကဂိုးသမားအနေနဲ့ခေါ်ဖို့တော့နည်းနည်းခက်လာတယ်အဲ့ဒီနေရာမှာတိုက်စစ်က United ကအသေးအံလိုချင်တဲ့အချိန်မှာနီးပြရူဘင်အမ်ရွန်ကဝိုင်လန်ကိုဆက်ထိန်ပြီးတော့မှဇက်စီကိုဆက်ထိန်ပြီးဝိုင်လန်ကိုသူကထုတ်ချင်ဝိုင်လန်ကိုသူမကြိုက်ဘူးပြရှင်းလေးပြီးခဲ့တဲ့ရာသီမှာသူ့ကိုလုံလောက်စွာခွင့်ရေးပေးထားတယ်သူဘာမှမလုပ်ပြနိုင်ဆိုဝိုင်လန်ထက်ဆိုင်ဇက်စီကပိုအသုံးဝင်နိုင်တယ်လို့သူယူဆတယ်ဒီလိုသူတို့74ဝက်ဝယ်လို့ရှိရင်ဇက်စီက10ရိုးမှလည်းကစားလို့ရတယ်72အနေနဲ့လည်းကစားလို့ရတယ်အားလုံးအတွက်သူကအာရုံတော့ဇက်စီကိုသူကဆက်ထိန်ထားခြင်းပြီးတော့ဝိုင်လန်ကိုရောင်းချင်တယ်ဆိုမနေ့ကတော့ကလာဂဇတာဒယ်လိုစပေါ့ဆိုတဲ့အီတလီမီဒီယာတွေမှာပေါ်ပြတဲ့အချက်တစ်ချက်ရှိအဲ့ဒါပါလဲဆိုတော့ Man United ရဲ့တိုက်စစ်မှု Rasmus Højlund ကို Inter Milan အသင်းကငွေသားနဲ့ကစားမအလိုက်ပေးကမ်းလှမ်းတယ်ဆိုတော့သူတို့ကမ်းလှမ်းတဲ့ကစားမကတော့တိုက်စစ်ပိုင်းကပေါ့လေတူရန်လည်းမဟုတ်ဘူးလော်တာရိုလည်းမဟုတ်ဘူးအနာထိုဗစ်လည်းမဟုတ်ဘူးအီရန်တိုက်စစ်မှုထရီမီကိုကမ်းလှမ်းတယ်ထရီမီကအမှန်တမ်းပြောတော့30ကျော်ပြီဗျာထရီမီကိုသူတို့ကထရီမီ plus ပြောင်းရွှေ့ခြင်းနဲ့ Inter Milan က Højlund ကိုခေါ်ဖို့ဆန္ဒရှိပြီးတော့ကမ်းလှမ်းတယ်ဝိုင်လန်ကိုနာပိုလီကလည်းလိုချင်တယ်ဒါပေမဲ့ Manchester United ကအိုက်ကန်လာမှုကိုပယ်ချလိုက်တယ်ဝိုင်လန်ကိုလည်းမပြောင်းချင်ဘူးလို့ပြောပြီးတော့ပယ်ချတယ် United ကလည်း Taremi နဲ့ပြောင်းရွှေ့ချေဟာဝိုင်လန်အတွက်မလုံလောက်ဘူးသူတို့ကငွေသားကြီးသီးသားဆိုတော့ရောင်းချင်ပါဝယ်သူတို့ကတန်း90လောက်လိုချင်တာဗျဝိုင်လန်ကို40 50လောက်ရရင်ထောင်းချင်တာဆိုတော့ဝိုင်လန်ကလည်းအဲ့ဒီပြောင်းရွှေ့ကိုညှင်းထားတယ်ဆိုတော့ Juventus ကိုပြောင်းဖို့တေချာလောက်ရှိသည့်တိုင်အောင် Sancho ရဲ့လစာကညှိမရဖြစ်တယ် Sancho ကလည်းဗျာလုံးဝကိုတင်းခံတာလာဆောင်လုံးဝတင်ခံတာ3သိန်းခွဲပြီးတာကိုသူက2သိန်းခွဲထိတော့စင်းကောင်းဆင်းနိုင်တယ်ထပ်ဆင်းစရာတော့အကြောင်းမရှိဘူးဒါမှမဟုတ်အဲ့2သိန်းခွဲက Juventus ကပေးပြီးတော့ကျန်တဲ့လိုအပ်တဲ့3သိန်းကျော်လောက်ကို3သိန်းလောက်ကို Man United ကစိုက်ပေးရအောင်ပါနာပိုလီရော Juventus ကဆန်ချိုအတွက်ပြောင်းရွှေ့ခြင်း25တန်း ready ပဲပြောင်းရွှေ့ခြင်းပေးမယ်အားလုံးစင်ပြေတယ်လာစာကိုညှိနေတယ်ဆန်ချိုကလည်းလာစာရှော့မယူချင် United ကပြဿနာအားလားဘာလဲဆိုမနစ်ကတော့ကလည်းတနစ်ကျော်တော့ကလည်းဟာရီမကွိုင်းယာဝက်ဆန်ကိုပြောင်းဖို့လုပ်တဲ့အချိန်မှာသူ့မှာ contract 2နှစ်ကြာသေးတယ်အဲ့2နှစ်ကြာနေတဲ့အတွက်ကြောင့် Man United ကအဲ့ contract 2နှစ်မှာဝက်ဆန်က3သိန်းကျော်လောက်ပဲပေးချင်မှာဟာရီမကွိုင်းယာကလိုအပ်တဲ့လာစာတွေအားလုံးကို United ရှိက2နှစ်စာတောင်းတယ်ညှိမရတော့အဲ့ပြောင်းရွှေ့ပြတ်သွားတယ်ဆိုတော့ website က3သိန်း3လောက်ပဲပေးတယ် United ရဲ့လာစာ Harry Maguire က3သိန်း8တောင်း9တောင်း3သိန်း9တောင်းမထား6တောင်းလောက်ကွာနေတယ်6တောင်းကို2နှစ်စာပေး Maguire ကပြောင်းမယ်ဆိုပြီးတော့ website ကခေါ်တာကိုနောက်ဆုံးမှ Man United ကမပေးတော့အတွက်ကြောင့်အပြောင်းရွှေ့ပြတ်သွားတယ်အဲ့လိုပုံစံမျိုးပဲအခုလဲ Sancho လည်းဒီတိုင်း Sancho ကတောင်းနေတာJuventus တို့က maximum ပေးနိုင်တဲ့အမောက်က1.5ပဲ3သိန်း9တောင်း5တောင်းအဲ့ဒါတော့ပေါင်မဟုတ်ဘူးယူရိုဆိုပေါင်ဆို3သိန်းခွဲလောက်ပဲရှိတယ်အဲ့ဆိုရင် Man United ကနောက်ထပ်2သိန်းလောက်လိုက်ရ2သိန်းလောက်နာပိုလီကလည်းအဲ့ချက်မပေးနိုင်သူတို့ရဲ့ budget ကရှင်းတယ်သူတို့ကလာစာအများကြီးမပေးဘူးဆိုတော့သူတို့လိုချင်တဲ့ဘောင်ထဲမှာမလို့ချင်မှာ Sancho က Manchester United မှာပြဿနာဖြစ်တယ်လာစာလုံးဝမလျှော့ချင်ဘူးလာစာမလျှော့ချင်တာတော်တော်လေးတိုင်ပတ်နေတော့သူလည်းအခုနာပိုလီနဲ့ Juventus ကတကယ်လို့ပြောင်းရွှေ့ချင်းညှိမရရင်တော့ Sancho ကိုလက်လျှော့မယ်ပေါ့လေဒါကြောင့်လဲ Chelsea ကလည်းအစိုးရတဲ့ Sancho ကိုသူတို့2သိန်းလောက်ပဲပေးတာဒါပေမဲ့ Sancho က2သိန်းခွဲ plus bonus နဲ့3သိန်းနီးပါးလိုချင်တယ်ခိုးဖားမတော့3သိန်း2000ပဲပေးနေတဲ့ Chelsea က Sancho အဲ့လောက်ပဲပေးမယ်နောက်ဆုံးတော့သူတို့ထွက်ခွာအောင်ပေးထားတယ်အခုမလာစီယာကိုသူတို့ရောင်းနေတယ်နောက်အခုဒါတခြားကစားမတော်တော်များများတွေကအခုသူတို့က Wilfried Ndidi ကိုတကယ်ဆက်သွယ်နေတာနော်ပေါင်9တန်းပဲရှိတယ် Man United ဘယ်လိုမြင်လဲ Ndidi လိုချင်တာ Christian Eriksen နေရာမှာအစားထိုးမဲ့သူပဲ Wilfried Ndidi ပေါင်9တန်းပဲရှိတယ်ရောကြီးစာချုပ် Leicester ကိုဆက်သွယ်ထားတယ်အဲ့ကစားမကို3သိန်းလောက်လိုက်တယ် United လည်းပါတယ်ဒါအခုလောလောဆယ်မှာတော့ဝိုင်လန်ကိုကာလာနဲ့ပေချတယ်ဆန်ချိုကလာစာမလျှော့ပေးဘူးဒါတခြားကစားမတွေရောင်းဖို့ခန့်နေပြီးတော့ Man United ကတော့တိုက်စစ်ပိုင်းတော့လိုချင်ပေမဲ့ဒါတခြားပြောင်းရွှေ့ဖြစ်မဲ့အပြောင်းရွှေ့လေးနည်းနည်းလေးတစ်နေတယ်ဒါအန်တိုနီကတော့ဘတ်တစ်ပြောင်းဖို့ရေးကိုပဲဆွေးနွေးမှုတွေနဲ့ကြိုးပမ်းနေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်